အခုလိုအရန်နာမည်ကြီးနေတဲ့ပုံလေးတွေကို AI နဲ့ဘယ်လိုဖန်တီးရမယ်ဆိုတာကိုပြပြပေးမှာဖြစ်လို့ဗီဒီယိုလေးကိုအဆုံးထိကြည့်ပေးကြပါနော်ပထမဆုံးအနေနဲ့ကျွန်တော်တို့ Chrome browser တွေကိုဝင်ပေးလိုက်ပါမိမိတို့မှာတခြား browser ရှိရဆိုလို့ရှိရင်လည်းကျွန်တော်တို့ကြိုက်တဲ့ browser တွေကိုဝင်လို့ရပါတယ်အဲ့ဒီမှာကျွန်တော်တို့ပေါ့နော်ဒီမှာ ChatGPT လို့ကျွန်တော်တို့ရိုက်ပေးလိုက်ပါโอเค ChatGPT လို့ရိုက်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အရှိကိုဆက်သွားလိုက်ပါโอเคဒီလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့အပေါ်မှာပေါ့နော်အပေါ်မှာကျွန်တော်တို့ဒီမှာပေါ့နော်ဒီ ChatGPT ဆိုတဲ့ဟာကိုကျွန်တော်တို့အပေါ်ဟာကိုကျွန်တော်နှိပ်ပေးလိုက်ပါโอเคဒီလိုပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီအပေါ်ကဒီအမှားချက်လေးနဲ့ကျွန်တော်တို့ခဏဖျောက်ပေးလိုက်ပေါ့နော်โอเคဒီထဲကိုရောက်သွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ဒီပေါ့နော်ဒီမှာကျွန်တော်တို့ဒီအပေါ်ကဒီပေါ့နော်ဒီအမှားချက်လေးကိုကျွန်တော်တို့နှိပ်ပြီးတော့မှပြတ်ထွက်ပြီးတော့ကျွန်တော်တို့ညာဘက်ဒီအပေါ်မှာ login ဆိုတာရှိရပေါ့နော်အဲ့ဒီ login ဆိုတာတွေကိုကျွန်တော်တို့ဝင်ပေးရပါမယ်ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်တို့က Google account တစ်ခုနဲ့ login လုပ်ပြီးမှကျွန်တော်တို့က ChatGPT ကိုအသုံးပြုလို့ရမှာဖြစ်တဲ့အတွက်ဒီ login ဆိုတာလေးကိုကျွန်တော်တို့နှိပ်ပေးလိုက်ပါโอเคအခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကတော့ပေါ့နော်ဒီမှာပေါ့နော်ဒီသူကဘယ် account နဲ့ရှိမှလဲဆိုပြီးသူကမေးတာပေါ့နော်အဲ့လိုမေးရဆိုရင်ကျွန်တော်တို့က continue with Google ဆိုတာကိုနှိပ်ပြီးတော့မှကျွန်တော်တို့ရဲ့ Google account နဲ့ကျွန်တော်တို့ချိတ်ဆက်ပေးမှာပဲဖြစ်ပါတယ်โอเคခုလိုမျိုးပေါ်လာပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ရဲ့ဒီမှာပေါ့နော်ဒီမှာအောက်မှာကျွန်တော်ရဲ့ Google account သုံးခုရှိတယ်ကျွန်တော်တို့ရှိတယ်ပေါ့နော်အဲ့ဒီကျွန်တော်တို့ထဲဒီ login ဝင်ခြင်းနဲ့ Google account ကိုကျွန်တော်တို့ရွေးပြီးတော့မှနှိပ်ပေးလိုက်ပါတကယ်လို့ဒီထဲမှာတစ်ခုမှမရှိဘူးဆိုလို့ရှိရင်လည်းသူက Google account ကိုသူကရိုက်ထည့်ခိုင်းမှာပေါ့နော်အဲ့ဒါဆိုလို့ရှိရင်လည်းမိမိတို့ရဲ့ Google account တစ်ခုကိုရိုက်ထည့်လို့ရပါတယ်ကျွန်တော်မှာရှိပြီးသားဖြစ်တဲ့အတွက်ကျွန်တော်ကတော့ Google account တစ်ခုကိုကျွန်တော်ရွေးပေးလိုက်ပါတယ်โอเคဟုတ်ပြီဒါဆိုလို့ရှိရင်ကျွန်တော်တို့ကဒီမှာပေါ့နော် login ဝင်ပြီးသွားပြီကျွန်တော်တို့ရဲ့ account နဲ့ကျွန်တော် login ဝင်ပြီးသွားပြီဒီပေါ့နော်ဘယ်ဘက်အပေါ်တောင်းကဒီ S330 ကိုနှိပ်ကြည့်လိုက်ပြီဆိုလို့ရှိရင်တော့ဒီအောက်မှာကျွန်တော်တို့ရဲ့ account နဲ့ကျွန်တော်တို့ဒီမှာ login ဝင်ထားပြီးပဲဖြစ်ပါတယ်โอเคအခုလိုမျိုးကျွန်တော်တို့ကအကောင့်ကို login ဝင်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့လိုချင်တဲ့ပုံကိုကျွန်တော်ဆွဲလို့ရပြီပေါ့နော်အဲ့လိုမျိုးပုံဆွဲမယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဘယ်ပုံကိုကျွန်တော်တို့ကအဲ့လိုမျိုးဖြစ်အောင်လုပ်ပါလဲပေါ့နော်အရင်ဆုံးကျွန်တော်တို့ကပုံကိုရွေးပေးရမှာဖြစ်ပါတယ်ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီအောက်ကအပေါင်းလေးကိုနှိပ်ပေးလိုက်ပြီးတော့ဆိုလို့ရှိရင်တော့ကျွန်တော်တို့ photo library ဆိုတဲ့ဟာလေးကိုကျွန်တော်တို့ဝင်ပေးလိုက်ပြီးရင်တော့ကျွန်တော်ကဒီမှာပေါ့နော်ဒီရှိတဲ့ပုံတွေပဲကျွန်တော်စမ်းပြမှာဖြစ်ပါတယ်ကျွန်တော်ဒီအဖိုးပုံကိုကျွန်တော်ရွေးပေးလိုက်ပါတယ်ပြီးရင်တော့ကျွန်တော်အပေါ်ကညာဘက်ပေါ်တော့က dance ဆိုတာကိုနှိပ်ပေးလိုက်ပါโอเคသူကဒီမှာအဝိုင်းလေးပြေးနေရတော့ကျွန်တော်တို့ခက်တာဆောင်ဆိုင်ပေးရမယ်ပေါ့နော်အဲ့လိုမျိုးအဝိုင်းပြေးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်တို့ကဒီဟာကိုဘာလို့ရှင်လာလဲဆိုတော့စာသားကိုထည့်ပေးအောင်ဖြစ်ပါတယ်အဲ့ဒီစာသားကတော့ကျွန်တော်ရဲ့ဒီ note ထဲမှာကျွန်တော်အလွယ်တကူရေးထားတယ်ပေါ့နော်အဲ့ဒီစာသားကိုလည်းကျွန်တော်ဒီ video ရဲ့ description မှာဒီပေါ့နော်ဒီကျွန်တော်ဒီအခုတင်ထားတဲ့ video ရဲ့ description မှာကျွန်တော်ထည့်ထားပေးမယ်အလွယ်တကူယူလို့ရတယ်ပေါ့နော်ကျွန်တော်ပြီးရင်ဒီစာကိုဘယ်လိုမျိုးတွေပြင်လို့ရလဲဆိုတာကိုကျွန်တော်ပြောပြပေးပါမယ်ကျွန်တော်ဒီစာကိုကျွန်တော် copy ယူလိုက်ပါမယ်ယူပြီးတော့မှကျွန်တော်တို့အစောကကျွန်တော်တို့ဒီပါပေါ့နော်ဒီပုံရဲ့အောက်မှာကျွန်တော်တို့ကအဲ့စာကို copy paste လုပ်လိုက်โอเคလုပ်ပြီးသွားပြီဆိုလို့ရှိရင်တော့ကျွန်တော်ကဒီမှာပေါ့နော်ဒီမှာ create a tone or the person ပေါ့နော်အဲ့ဒါဒီအပေါ်ကပုံကိုကျွန်တော်အဲ့လိုမျိုးပြောင်းမယ်ဆိုပြီးကျွန်တော်ရေးထားတာဒီမှာကျွန်တော်ကပါစေခြင်းနဲ့ဒီအစိပ်ပိုင်းတွေကိုကျွန်တော်ထည့်ထားပေးပါတယ်ဒီမှာပေါ့နော်ကျွန်တော်တို့ဒီမှာပေါ့နော်ဒီ Fuji Film H တို့ဒီမှာ D5 camera တို့ GoPro တို့ပေါ့နော်ဒီမှာ MacBook Pro တို့ကျွန်တော်ထည့်ထားတယ်အဲ့ဒီနေရာတွေမှာကျွန်တော်တို့ထည့်ခြင်းနဲ့ဒီပေါ့နော်ဒီပစ္စည်းတွေကိုထည့်လို့ရတယ်နောက်ပြီးတော့မှအဲ့ဒီကပ်ပြဒီပုံလေးတွေအပေါ်မှာကိုလိုချင်တဲ့စာပေါ့နော်ဒီမှာကျွန်တော်ရဲ့ channel name ကိုကျွန်တော်ထည့်ထားတယ် MM Story ဆိုပြီးတော့မှနောက်ပြီးတော့ဒီမှာပေါ့နော်ဒီ ID knowledge ဆိုတာလေးကိုကျွန်တော်ထည့်ထားတယ်အဲ့ဒါဆိုလို့ရှိရင်ကျွန်တော်တို့ဒီမှာပေါ့နော် run လိုက်တယ်ဆိုလို့ရှိရင်ဘယ်လိုပုံမျိုးထွက်လာမယ်ဆိုတာကိုကျွန်တော်တို့ကြည့်ရအောင်အဲ့လိုမျိုးကြည့်ချင်တယ်ဆိုရင်တော့ကျွန်တော်တို့ဒီမှာပေါ့နော်မြားလေးအပေါ်ထောင်နေတဲ့ဒီအနက်ဒီအဝိုင်းပုံစံလေးကိုကျွန်တော်နှိပ်ပေးလိုက်ပါโอเคဒါဆိုလို့ရှိရင်တော့ဒီမှာပေါ့နော်သူကအဲ့ပုံကိုကျွန်တော်ရေးဆွဲပေးနေပြီဖြစ်ပါတယ်ကျွန်တော်တို့ဒီအဲ့လိုမျိုးရေးဆွဲတဲ့အချိန်ကတော့ကျွန်တော်တို့စောင့်တိုင်းပေးရတယ်ပေါ့နော်ဒီပေါ့နော်10မိနစ်2မိနစ်ပေါ့နော်3မိနစ်အဲ့ထက်လည်းပို့ပြီးတော့ကြာနေပါတယ်အဲ့ဒါကိုတော့ကျွန်တော်တို့စိတ်ရှည်ရှည်နဲ့စောင့်ပေးဖို့လိုအပ်ပါတယ်ဒါဆိုရင်တော့သူကအဲ့ဒီပုံကိုသူဆွဲပေးနေပြီဖြစ်ပါတယ်အခုဆိုလို့ရှိရင်တော့ဒီမှာကျွန်တော်တို့ရဲ့ဒီမှာပေါ့နော်ဒီအရန်ကိုလာပါတဲ့ပုံလေးတစ်ပုံထွက်လာပြီပေါ့နော်ကျွန်တော်ကအစောကအဖိုးရဲ့ပုံကိုရေးထားဖြစ်တဲ့အတွက်ဒီမှာအဖိုးရဲ့ပုံလေးထွက်လာတယ်ပေါ့နော်ဒီနောက်မှာဒီမှာကျွန်တော်တို့ထည့်ထားတဲ့ဒီပစ္စည်းတွေအကုန်လုံးဒီမှာပါတယ်ပေါ့နော်အပေါ်မှာလည်းကျွန်တော်စောကပြောခဲ့သလိုပဲဒီမှာ MM Story အောက်မှာ ID knowledge ဆိုပြီးတော့မှကျွန်တော်ပါတယ်ပေါ့နော်အဲ့ဒီဟာတွေကိုကိုလိုချင်သလိုမျိုးအဲ့ဒီစာကနေပြီးတော့မှပြောင်းလို့ရပါတယ်ကျွန်တော်စောကပြောထားသလိုပဲဒီမှာကျွန်တော်ဒီမှာပေါ့နော်ဒီမှာ MM Story ဆိုတဲ့ဟာကိုဒီမှာပေါ့နော်အဲ့ဒီစာတွေကိုပြောင်းလို့ရတယ်နောက်ပြီးတော့ဒီမှာ ID knowledge ဆိုတာတွေကိုကျွန်တော်ပြောင်းလို့ရပါတယ်ပြီးတော့ဒီမှာကျွန်တော်တို့အပေါ်မှာ
ပေါ့နော်ဒီမှာ GoPro တို့ဒီမှာပေါ့နော်ဒီပါဝင်တဲ့ပစ္စည်းတွေကိုကျွန်တော်တို့ကိုလိုချင်သလိုပြောင်းလို့ရပါတယ်ဒီအရန်ကိုလှပတဲ့ပုံလေးတစ်ပုံကိုဆွဲပြီးသွားပြီပဲဖြစ်ပါတယ်နောက်ထပ်လည်းကျွန်တော်တို့ဒီမှာပေါ့နော်တခြား AI နဲ့ဘယ်လိုပုံတွေကိုကျွန်တော်တို့ဆွဲလို့ရလဲဆိုတာကိုကျွန်တော်ထပ်ပြီးတော့မှနောက်ထပ်ဗီဒီယိုတွေမှာလည်းပြောပြပေးမှာဖြစ်လို့ကျွန်တော်ရဲ့ channel လေးကိုလည်း like and subscribe လုပ်ပေးခဲ့ကြပါဦးခင်ဗျာအားလုံးကိုကျေးဇူးတူပဲတင်ရှိပါတယ်နော်